အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာပြောပြချင်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာဗမာလူမျိုးတွေကဟိုမရောက်ဒီမရောက်နဲ့ဂျားတွေကဖြစ်နေတယ်ဗမာအမျိုးသားရေးကိုထိထိရောက်ရောက်ကာကွယ်ပေးမဲ့သူမရှိဖြစ်နေတယ်မြန်မာနိုင်ငံမှာဗမာလူမျိုးတွေကနာမည်ကြီးထမင်းငက်ဖြစ်နေတယ်ဆိုတဲ့အကြောင်းအရာကိုပြောပြပေးသွားချင်တာဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာကတိုင်းရင်းသားတွေကပြောကြတယ်စစ်တပ်ကမင်းတို့ရဲ့ဗမာစစ်တပ်ဆိုပြီးတော့နာမည်ဆွဲပြီးတော့တွင်းကြတယ်ဒီလိုမျိုးနိုင်ငံရေးအရေးခင်းဖြစ်နေတဲ့အချိန်မှာပိုးဆိုးတယ်တခုခုဆိုရင်ဗမာစစ်တပ်ဆိုပြီးတော့ဗမာတွေကိုအပုတ်ချပြီးတော့ပြောတယ်တကယ်တမ်းစစ်တပ်ထဲမှာကလူကြီးတွေရောစစ်တပ်ထဲမှာရှိတဲ့စစ်သားအားလုံးကသူတို့ရဲ့ဥတီချက်ကတိုင်းသားစီလုံးညီညွတ်ရေးအချုပ်ချာအာဏာတည်တံ့ရေးပြည်တော်စုမပြိုကွဲရေးဆိုတဲ့ဒီဥတီချက်တွေနဲ့ပဲတွားတာဖြစ်တယ်ဒီစစ်တပ်ထဲမှာဘေးတယောက်ကမှဗမာမျိုးသားရေးတီးတန့်ကိုကာကွယ်ပေးနေတဲ့သူမရှိသလောက်ရှားတယ်လို့ပြောလို့ရတယ်။သူတို့ကာကွယ်ပေးနေတာကတိုင်းရင်းသား135မျိုးလုံးကိုကာကွယ်ပေးတယ်။ဒီမြန်မာနိုင်ငံလုံးကိုသူတို့ကာကွယ်ပေးတယ်။ဗမာအမျိုးသားရေးတီးတန့်ဆိုပြီးတွားအားကိုးလို့ရတဲ့သူတယောက်မှမရှိဘူးလို့ပြောလို့ရတယ်။တိုင်းရင်းသားတွေမှာကြတော့ကချင်ကရင်ချင်းရခိုင်ရှမ်းအားလုံးကသူတို့ရဲ့သက်ဆိုင်ရာလက်နက်ကင်တွေရှိကြတယ်ဘလို့ပဲပြောအနည်းဆုံးတော့ဒီလက်နက်ကင်တွေကသူတို့လူမျိုးတွေအတွက်အားကိုးလို့ရတယ်အားထားလို့ရတယ်ကချင်မှာဆိုရင်ဂျိန်းဖောတွေအတွက်က KIA ရှိတယ်ရခိုင်မှာဆိုရင် AA ရှိတယ်မွန်မှာဆိုရင်လည်းရှိတာပဲသူဟာလည်းသူကရင်မှာဆိုရင်လည်းရှိကြတယ်ရှမ်းနေလည်းရှိကြတယ်မရှိတာကဗမာတွေပဲဆိုတော့ကြတော့မြန်မာနိုင်ငံမှာကဗမာတွေကနမကြီးထမင်းငက်ဖြစ်နေတယ်စစ်တပ်ကိုဗမာအမျိုးသားရေးတီးတဲ့တွားအားကိုးလို့ရလားတွားမေ့ချလိုက်လုံးဝမရဘူးနော်ဒါကအမှန်တရားတစ်ခုဖြစ်တယ်ကျွန်တော်ကနိုင်ငံရေးပြောနေတာမဟုတ်ဘူးဗမာတယောက်အနေနဲ့အမျိုးသားရေးကိုဥတီပြီးတော့ပြောနေတာဖြစ်တယ်အခုဆိုရင်လေကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမှန်တိုင်းတစ်ခုချပြမယ်။ဘာလဲဆိုရင်ကျွန်တော်တို့ဘယ်လိုပဲဒီမြန်မာနိုင်ငံကဗမာဘရင်နေဗမာလူမျိုးတွေတီထောင်ခဲ့တယ်အသက်ပေးပြီးတော့တီထောင်ခဲ့တယ်အသက်ပေးပြီးတော့ကာကွယ်ခဲ့တယ်ပဲပြောလောလောဆယ်အခြေအနေရအားလုံးသိတာကဗမာဒေသကတိုင်းဒေသကြီး9ခုဆိုပြီးတော့တည်တယ်အခြားပြည်နယ်တွေကသူတိုင်းရင်းသားနဲ့သူပြည်နယ်ဆိုပြီးတော့သတ်မှတ်ပေးထားတယ်ဆိုတော့ကြတော့ဗမာဒေသ9ခုထဲမှာခုနှစ်ခုလုံးကအချုပ်ချာအာဏာကိုဗမာတွေရဲ့အချုပ်ချာအာဏာကိုထိခိုက်ခံနေရတယ်လို့ပြောလို့ရတယ်ဗမာတွေရဲ့ဒေတာကိုတိုင်းရင်းသားအားလုံးကစော်ကားခံနေရတယ်လို့ပြောလို့ရတယ်ကျွန်တော်ပြောပြမယ်ဗမာဒေတာရှိတာကအဓိကအနေနဲ့ကျွန်တော်တို့အနေနဲ့ပြောပြလို့ရတာကစကိုင်းမကွေးမန္တလေးအေရဝတီပဲခူးတနင်္သာရီဆိုပြီးတော့တိုင်းဒေသကြီး9ခုရှိတယ်မလားအဲ့ဒီတိုင်းဒေသကြီး9ခုမှာအပေါ်ဆုံးကနေကြီးလိုက်စကိုင်းရဲ့တဝက်လောက်ကိုဒီဂျိန်းဖောတွေကသူတို့ရဲ့ဝန်ပေါင်နယ်မြေဆိုပြီးတော့မြေပုံထဲမှာထက်ဆွဲပြီးတော့စကိုင်းရဲ့အချုပ်ချာအာဏာကိုထိခိုက်ခံရတယ်စော်ကားခံရတယ်ဒီဘက်ကအေယာဝတီမကွေးဒီရခိုင်တပုံတွေရဲ့သူတို့ရဲ့နယ်မြေပါဆိုပြီးတော့ဆွဲထက်ပြီးတော့ဒီဗမာဒေသတွေကိုဗမာဒေသတွေရဲ့အချုပ်ချာအာဏာကိုထိခိုက်ခံနေရတယ်။အောက်ပိုင်းကတဒင်းတာကြီးပဲခူးအေရဝတီရန်ကုန်ကိုမွန်နဲ့ကရင်ကသူတို့ရဲ့ဒေသတွေပါဆိုပြီးတော့မြေပုံတွေဆွဲထည့်ပြီးတော့ဗမာဒေသတွေရဲ့အချုပ်အခြာအာဏာကိုထိခိုက်ခံရတယ်။ဗမာဒေသဆိုပြီးတော့တိုင်းဒေသကြီး9ခုအဓိကအဖြစ်ပြောလို့ရတယ်ဒီဒေသတိုင်းဒေသကြီး9ခုအားလုံးကဒီတိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အချို့အခြားအာဏာကိုထိခိုက်စော်ကားခြင်းကိုခံရတယ်အဲ့ဒီအထဲမှာကနည်းနည်းလွတ်တာဆိုလို့မန္တလေးပဲရှိတယ်ဒါတောင်မှတယ်မန္တလေးတွေကမိုးကုတ်နဲ့မိုးမိတ်ကိုပလောင်တွေကသူတို့ရဲ့ဒေတာပါဆိုပြီးတော့မန္တလေးတိုင်းကအချို့အခြားအာဏာကိုထိခိုက်ခြင်းခံရတယ်ဘလို့ပဲနေဒီမန္တလေးကတိုင်းဒေသကြီး9ခုလုံးထဲမှာမန္တလေးကနည်းနည်းလွတ်နေတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ဒီမန္တလေးတိုင်းတစ်ခုလုံးရဲ့လူဦးရေရဲ့45%က Chinese တွေဖြစ်တယ်ဆိုတော့ကြတော့ကျွန်တော်တို့ဗမာဒေသတွေမှာဗမာတွေအတွက်တိုင်းဒေသကြီး9ခုလုံးကတစ်ခုမဟုတ်တစ်ခုရဲ့အထီးခိုက်ခြင်းခံရတယ်တိုင်းရင်းသားတစ်ခုမဟုတ်တစ်ခုရဲ့အချော့အချာအာဏာထိခိုက်ခြင်းခံရတယ်ဘေးမှာလဲဗမာတွေတွက်ပြီးတော့အားကိုးလို့ရတဲ့အဖွဲ့အစည်းဆိုပြီးတော့တီးတက်ရှိတာဘေးမှာလဲဗမာအမျိုးသားရေးကိုတီးတက်အလေးပေးတဲ့အဖွဲ့အစည်းတီးတက်ကာကွယ်တယ်ဆိုတဲ့အဖွဲ့အစည်းဘေးမှာရှိတယ်ဒါကြောင့်မလို့ကျွန်တော်ကတစ်ခါလေးဆိုရင်ကျွန်တော်တဦးတယောက်အမြင်နဲ့ဆိုရင် BNR ဆိုတဲ့အဖွဲ့အစည်းကိုကျွန်တော်ကရှိစေချင်တယ်ဘာဖြစ်လို့လဲဆိုရင်သူတို့ကအမျိုးသားရေးတီးတက်အားကိုးလို့ရတဲ့အဖွဲ့အစည်းလို့ကျွန်တော်အနေနဲ့မြင်မိတယ်ကျွန်တော်ကနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့
ပြောတာမဟုတ်တယ်လို့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဒီအဖွဲ့အစည်းကိုရှိစေချင်တာလို့လည်းပြောတာမဟုတ်ဘူးကျွန်တော်ကဗမာလူမျိုးဖြစ်တဲ့အတွက်ဗမာအမျိုးသားရေးကိုအဓိက UTP ပြောတာဖြစ်တယ်ဆိုတော့ကျတော့ဒီဗမာအမျိုးသားရေးနဲ့ပတ်သက်ပြီးတော့ဆိုရင် BNR ကအားကိုးလို့ရမယ့်အဖွဲ့အစည်းဖြစ်တယ်လို့ထင်မိလို့မလို့ဒီစကားကိုပြောခြင်းဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဗမာတွေကမြန်မာနိုင်ငံမှာနာမည်ကြီးထမင်းငက်ဖြစ်တယ်တကယ်ဆိုရင်ဗမာအမျိုးသားရေးကိုကာကွယ်ပေးမှာဘာလို့ရှိလဲဘေးအဖွဲ့အစည်းရှိလဲဘေးအဖွဲ့အစည်းမှမရှိဘူးစစ်တပ်ကလည်းတနိုင်ငံလုံးကိုသူကာကွယ်တယ်ဟုတ်တယ်တိုင်းသား135မျိုးလုံးကိုကာကွယ်တယ်ဟုတ်တယ်ဒါပေမဲ့ဗမာမျိုးသားရေးတီးတဲ့ဆိုပြီးတော့စစ်တပ်ကလည်းကာကွယ်ပေးမှာမဟုတ်ဘူးအခုပဲကြည့်လိုက်ရခေကတော့ကျွန်တော်တို့ကြားဘူးတယ်ရခေကဗမာဘရင်တွေကဗမာမျိုးသားရေးကိုဥတီပြီးတော့ကာကွယ်ပေးတယ်စောက်ရှောက်ပေးတယ်လို့ကြားဘူးတယ်ဒါပေမဲ့ယနေ့အချိန်မှာမဟုတ်ဘူးနော်လုံးဝမရှိဘူးဗမာမျိုးသားရေးကိုတည်သက်ကာကွယ်ပေးတယ်ဆိုတဲ့အဖွဲ့အစည်းကလုံးဝမရှိဘူးဒါကြောင့်မလို့ကျွန်တော်တို့ကဒီလိုမျိုးဗမာမျိုးသားရေးကျွန်တော်တို့ရဲ့ဗမာမျိုးသားရေးကိုကာကွယ်ပေးတဲ့အဖွဲ့အစည်းမျိုးကိုလိုချင်တာဖြစ်တယ်